သူတို့ဘာတွေလုပ်နေကြလဲမန်ယူကန်နဝင်အန်တိုနီယိုဗလင်စီယာမေ2021ခုနှစ်မှာ professional ဘောလုံးလောကကနေအနားယူလိုက်ပြီးကတည်းကအန်တိုနီယိုဗလင်စီယာဟာကွင်းထဲမှာသူ့ကိုတတ်မှတ်ခဲ့တဲ့စိတ်သက်ခိုင်မာမှုကြီးကဲတဲ့ခေါင်းဆောင်မှုလက္ခဏာတွေကိုထင်ဟပ်စေတဲ့ကစားသမားဘဝအလွန်ခရီးတစ်ခုကိုစတင်ခဲ့ပါတယ်။ကမ္ဘာအဆင့်ဘောလုံးကစားသမားကြီးတဦးကနေတင်ကြားပြသပေးသူလူမှုအတိုင်းအဝိုင်းခေါင်းဆောင်နဲ့ဘောလုံးထက်ဝေးရကိုပါတက်ရောက်မှုရှိသူအဖြစ်ပြောင်းလဲသွားခဲ့တာပါ။အနားယူပြီးတာနဲ့ချက်ချင်းလိုသူ့ရဲ့အာယုံကိုမိခင်နိုင်ငံဖြစ်တဲ့အီကွေဒေါကလူငယ်တွေအတွက်ဖွံ့ဖြိုးရေးစီလှည့်လိုက်ပါတယ်။နောက်မျိုးဆက်တစ်တွေစီကိုပြန်လည်ပေးဆက်ရမယ့်အရေးကြီးပုံနဲ့လမ်းညွှန်မှုအခွင့်အလမ်းနဲ့စ조사အားထုတ်မှုတွေကြောင့်သူကိုယ်တိုင်အပြည်ပြည်ဆိုင်ရာဘောလုံးလောကအထိရောက်ရှိလာနိုင်ခဲ့တယ်ဆိုတာကိုနားလည်သိရှိခဲ့လို့ပါပဲ2022ခုနှစ်မှာတော့သူ့ညီအီဂျာနဲ့အတူကွီတိုမြို့မှာ Club Deportivo Tambago AV25 ကိုတည်ထောင်ခဲ့ပါတယ်ဒီအကယ်ဒမီဟာဘောလုံးလေ့ကျင့်ရေးစင်တာတစ်ခုထပ်ကိုပို့ပါတယ်ဒီဟာကလူငယ်ကစားသမားတွေကိုဘဝနေထိုင်ပြီးကျင့်စဉ်တွေဇယလက္ခဏာကောင်းဖန်တီးရေးနဲ့ဒုက္ခခံနိုင်မှုစွမ်းရည်တွေတင်ကြားပေးရနေရအသင်းအဖွဲ့နဲ့လောက်ကန်မှုရည်ပြူဟာပိုင်းလေ့ကျင့်ခန်းတွေတွက်လက်နဲ့ပွဲမတိုင်ခင်ပြင်ဆင်မှုတွေအလေးထားတင်ကြားပေးရနေရဖြစ်ပါတယ်ဗလင်စီယာကိုယ်တိုင်နိုင်ပေါင်းများစွာလေ့ကျင့်ခန်းတွေကိုလာကြည့်ပြီးသူ့ငယ်ဘဝကိုတတိယစေတဲ့ကလေးတွေကိုအကြံဉာဏ်ပေးတာတင်ကြားပြသတာတွေလုပ်ပါတယ်တခါတရံကစားသမားတွေရဲ့အိမ်ကိုယ်တော်တွားရိုက်ပြီးသူတို့ရဲ့ပညာရေးနဲ့စိတ်ပိုင်းဆိုင်ရာအရာပံ့ပိုးကူညီမှုရနေရလားဆိုတာပါလိုက်ပါကြည့်ရှုလေးရှိတယ်။ကောင်းမွန်တဲ့တန်ဖိုးထားမှုတွေမရှိဘဲကျွမ်းကျင်မှုတစ်ခုတည်းကဘယ်တော့မှမလုံလောက်ဘူးဆိုတာကိုအသားပေးထောက်ပြတယ်။အဖြစ်အပျက်တစ်ခုမှဆိုရင်ဝင်းမော်ကစွမ်းဆောင်ရည်ကိုထိခိုက်နေတဲ့ဆယ်ကျော်သက်ကစားသမားတစ်ယောက်ရဲ့ဒီလာသူပြိပခါကိုဖြည့်ရှင်းပေးဖို့တရားရုံးထိလိုက်လံဖြည့်ရှင်းပေးခဲ့ပါတယ်။ဗလင်စီယာအတွက်တင်ကြားပြသပေးမှုဆိုတာဘလုံးကန်တာထက်ပုံမကျယ်ပြန့်တဲ့ဆိုတာကိုဒီအဖြစ်အပျက်ကတက်သိထူနေပါတယ်။ဒီလိုလူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့အတူသူဟာကိုယ်ပိုင်ခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းရေးကိုလည်းအပြင်းထန်လေ့ကျင့်နေစေဖြစ်ပါတယ်။အရင်ကပရီးမီးယားလိမှာအကောင်းဆုံးကျန်းမာတန်ဆွမ်းပြီးအမြန်ဆုံးကစားသမားတစ်ယောက်ဖြစ်အောင်ဖန်တီးပေးခဲ့တဲ့စီးကန်းကိုပြန်လည်ကျင့်သုံးနေတာပါ။ကွန်အားတိုးတဲ့လေ့ကျင့်ခန်းတွေတွက်လက်လှုပ်ရှားမှုတွေနှလုံးသွေးကြောဆိုင်ရာလေ့ကျင့်ခန်းတွေကိုပြုလုပ်နေပါတယ်။လူမှုကွန်ရက်ပေါ်မှာသူ့လေ့ကျင့်ခန်းတွေရဲ့မြင်ကွင်းတွေကိုမျှဝေတဲ့အခါမှာလည်းနာမည်ကြီးဖို့ထက်တခြားသူတွေကိုကျန်းမာရေးခန္ဓာရည်ရှိမှုနဲ့မပြတ်မကွက်ကစားရေးကိုဦးစားပေးဖို့လှုံ့ဆော်ခြင်းလို့ပါ။သူ့ရဲ့ဓာတ်ရိုက်ထုံးလွှင့်တဲ့လေ့ကျင့်ရေးတစ်ခုမှဆိုရင်အကယ်ဒမီကလူငယ်ကစားသမားတွေကိုပါဖိတ်ခေါ်ခဲ့ပြီးဒါကိုအပြန်အလှန်ဆက်သွယ်မှုရှိတဲ့သင်ခန်းစာတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီမှာကြွက်သားတွေဆန့်တာနဲ့ပြန်လည်အားဖြည့်တာရဲ့အရေးကြီးပုံအာဟာရပြည့်ဝမှုတွေကိုတင် जा ပေးခဲ့ပါတယ်။ကစားသမားတစ်ယောက်ဖြစ်ချင်သူတွေရဲ့နေ့စဉ်ဘဝထဲမှာသူ့ရဲ့တက်ရောက်မှုကိုထိထိရောက်ရောက်နဲ့လက်တွေ့ကျကျဖြစ်အောင်လှုပ်ဆောင်ပေးနေတာပါ။လူငယ်ဖွံ့ဖြိုးရေးနဲ့ကိုယ်ကာယလေ့ကျင့်ရေးတွေအပြင်ဗလင်စီယာစိတ်ကျန်းမာရေးအတွက်ထုတ်ဖော်ပြောဆိုတဲ့ပြောရေးစီကွင်းရှုသူ advocate တူလည်းဖြစ်လာခဲ့ပါတယ်။ဇူလိုင်2025ခုနှစ်မှာကိုတက်သေးဖို့စ조사နေတဲ့လူငယ်တယောက်ကိုတားဆီးနိုင်ခဲ့တဲ့အတွက်ကြဲကြဲပြန့်ပြန့်အာယုံစိုက်ခံခဲ့ရပါတယ်။ကားမောင်းနေစဉ်အတွင်းတရားဘော်ကနေခုံချဖို့ပြင်ဆင်နေတဲ့လူတယောက်ကိုသူမြင်လိုက်ရပါတယ်။မတုံ့မဆုံပဲကားရက်လိုက်ပြီးအေးဆေးစွာနဲ့ချင်းကပ်ကမိသားစုဝင်တွေနဲ့တာဝန်ရှိသူတွေရောက်လာတဲ့အထိမိနစ်20နီးပါးကြာစကားပြောဆိုခဲ့ပါတယ်။စာနာစိတ်တီးခံမှုနဲ့လမ်းညွှန်မှုတွေကိုပေးခဲ့တာပါ။ဗလင်စီယာကဒီနောက်ပိုင်းမှာဒီအဖြစ်အပျက်ကိုဘဝရဲ့နှုတ်နယ်မှုနဲ့ဂယုဏတရားရဲ့အရေးပါမှုကိုတတိယစေတဲ့နှိမ့်ချပွဲဖြစ်ပျက်တစ်ခုဖြစ်ပေါ်ပြခဲ့ပါတယ်။လူတွေကိုအကူအညီတောင်းဖို့မိတ်ဆွေတွေအိမ်နီးချင်းတွေကိုတွားရောက်မေးမြန်းဆောင်ရှောက်ဖို့နဲ့တင်းငယ်တဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကဘဝတွေကိုကယ်တင်နိုင်တယ်ဆိုတာနားလည်ဖို့အတွက်ဒီဇလန်ကိုလူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့ပါတယ်။သူရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ professional အောင်မြင်မှုတွေကိုဖြည့်ဆွတ်ပေးတဲ့ဂလူးကုံသိက္ခာရဲ့နှက်ဆိုင်မှုကိုအလေးပေးဖော်ပြလေးရှိပါတယ်။ဒီလိုပြည်သူဝန်ဆောင်မှုတွေလုပ်ကိုင်နေပေမဲ့ဗလင်စီယာဟာသူ့ရဲ့ကိုယ်ပိုင်ဘဝကိုလည်းချစ်မြင်လို့နေသေးပါ။ဇနီးဖြစ်သူဇီယိုလာမန်နက်စ်နဲ့တနမီလေးဒိုမီနီကာကိုအလွန်ချစ်ပါတယ်။ဗဂျီကားလိုမျိုးရိုးရှင်းတဲ့မိသားစုအခိုင်အတန့်တွေကိုဖမ်းယူထားတဲ့ post တွေကတဆင့်ကျေးဇူးတင်စကားနဲ့ချစ်ချင်းမြတ်တာတွေကိုမကြာခဏပြောပြလေးရှိတယ်။ဥယျာဉ်ထဲမှာကစားတာအတူတူအစားအသောက်ချက်ပြုတ်တာအိမ်မှာအေးအေးဆေးဆေးညနေခင်းတွေဖြုံးတာမျိုးတွေပေါ့။သူ့ရဲ့ပရိသတ်တွေကိုသူ့ရဲ့အများပြည်သူရှေ့မောက်ကပုံရိပ်ကခေါင်းဆောင်မှုနဲ့ဩဇာတရားမှုရှိပေမဲ့သူ့ကိုယ်ပိုင်ဘဝကတော့အမြင်ချူတောင်းနဲ့စိတ်ကျဉ်နှမှုကိုပေးစွမ်းနေတယ်ဆိုတာတတိယစီပါတယ်။အကယ်ဒမီကကျောင်းသားတွေကိုတင် जा ပေးတဲ့မိသားစုပြီးခံမှုနဲ့စာနာစိတ်ရဲ့တန်ဖိုးထားမှုတွေကိုအိမ်မှာပဲပထမဆုံးစတင်မွေးမြူကြည့်ရှုတာပါကြီးမြတ်မှုရဲ့တကယ်တိုင်းတာမှုကဘိုးတွေအနိုင်ရရှိမှုတွေရဲ့ဂုဏ်သိက္ခာမှာမဟုတ်ပဲတခြားသူတွေရဲ့ဘဝအပေါ်မှာရရှိထားတဲ့အပြုသဘောဆောင်ပြီးတာရှည်ခံတဲ့တက်ရောက်မှုမှာရှိနေတယ်ဆိုတာကိုပြသနေပါတယ်အကယ်ဒမီသင်ခန်းစာတိုင်းကိုကာယလေ့ကျင့်ခန်းတိုင်းကဲတင်လိုက်ရတဲ့ဘဝတိုင်းမိသားစုရဲ့အတူရှိတဲ့နှလုံးသားတွေကအပြန်အလှန်ဆက်သွယ်မှုတိုင်းမှာတစ်ဆင့်အန်တိုနီယိုဗလင်စီယာဟာတမန်ရိုးကြမဟုတ်တဲ့လူဘဝအတွေ့အကြုံဝန်ဆောင်မှုနဲ့ခေါင်းဆောင်မှုဆိုတဲ့ဇာတ်လမ်းကိုဆက်လက်ရေးသားနေပါတယ်